Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဖတ်ထားတဲ့ဖတ်မိရဲ့စာစုတွေကသဘောကျတဲ့စာစုတွေတခုကို sharing လုပ်ပေးပါမယ်အဲ့တော့ဒါလေးကိုဖတ်ပြမယ်ဖတ်ပြပြီးလို့ရှိရင်ဘာမှတော့ ထွေထူးရှင်းပြတာမပါဘူးအဲ့တော့အခုဗီဒီယိုကြည့်နေတဲ့သူကလည်းဒီဗီဒီယိုလေးကိုကြည့်ပြီးလို့ရှိရင်ကိုယ့်ကိုအတွေ့အပွားကြည့်ပေါ့နော် Okay ခေါင်းစဉ်ကနှင်းမိန်နဲ့တောက်ပါမှုပေါ့နော်ကောင်းကင်ကတဲ့ထာဝရရှိနေလိမ့်မယ်မြေကြီးကခန္ဓာရည်ရှိတယ်သူတို့ဘာကြောင့်အကြာကြီးတည်ရှိကြတယ်လဲသူတို့ဟာသူတို့အတွက်ဖြစ်တည်နေတာမဟုတ်လို့ပဲဒါကြောင့်သူတို့ဆက်ပြီးတည်ရှိနေကြပါလေအောင်မယ်ဒါကြောင့်အလင်းပွင့်သူဟာသူ့ကိုယ်သူနောက်ဆုံးမှထားတယ်ဒါကြောင့်ရှေ့ဆုံးကိုရောက်နေတယ်သူ့ကိုယ်သူဘေးဖယ်ထားတယ်ဒါကြောင့်ဗဟိုမှာရောက်နေတယ်သူ့အတွက်ဆိုပြီးဘာမှမလုပ်ဘူးဒါကြောင့်သူဟာပြည့်ပြည့်စုံနေတယ်တာကိုသိချင်းလောင်စုပေါ့နော်အဲ့တော့လောင်စုကတော့တွေးခေါ်ပညာရှင်ဖြစ်တယ်အဲ့တော့သူရေးထားတဲ့စာစုတစ်ခုဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါလေးကိုနိုင်မောကတွေ့လို့သဘောကျလို့ပေါ့နော် okay so ခုဒီဗီဒီယိုကြည့်နေတဲ့သူကလည်းဒါလေးကိုဖတ်ကြည့်ပြီးတော့ကိုယ့်ကိုဆက်ပြီးအတွေ့အကြုံကြည့်ပါ